ကိုဘွားမှာစီကံရှိရှိနဲ့တကယ်အောင်မြင်ခြင်းနဲ့ဆိုရင်ဘဲကနေစတင်ရမလဲအဖြစ်ကတကယ်တော့ရိုးရှင်းပါတယ်အရာအလုံးကကျွန်တော်တို့ရဲ့အတွင်းစိတ်ကိုပိုင်အတွေးခေါ်ကနေပဲအစပြုတာပါဒီနေ့မှာတော့အဲ့ဒီအတွေးခေါ်ရဲ့အစွမ်းကိုအတူတူလေ့လာကြည့်ကြအောင်ကဲဒီအကြောင်းအရာတွေကိုမဝင်ခင်မှာခဏလေးရပ်ပြီးကိုဒီမေဟုံးလေးတစ်ချက်မေးကြည့်စေချင်တယ်ငါဘာကြောင့်ဒါကိုလုံနေတာလဲတကယ်တမ်းကိုနောက်ွယ်ကနေမောင်းနေတဲ့တွန်းအားကဘာများလဲဒီအဖြေကိုရှာဖွေတာကကိုပြန်ပြီးနားလေဖို့အတွက်အရေးကြီးဆုံးပထမဆုံးခြေလှမ်းပါပဲကောင်းပြီပထမဆုံးပိုင်ကိုစလိုက်ကြအောင်ဒါကတော့အခြေခံချဆုံးအမှန်တရားတစ်ခုပါပဲကျွန်တော်မျက်စိရှိမှမြင်နေရတဲ့လက်တွေ့ဘဝဆိုတာတွေအကုန်လုံးဟာတကယ်တော့ကျွန်တော်ရဲ့စိတ်ထဲမှာအတွင်းထဲမှာပဲရင်ဆောင်ဖြစ်တည်လာတာပါတင်တွေးသလိုတင်ဖြစ်လာလိမ့်မယ်ဒီစကားကတကယ်ကိုအတိအကျကြပါပဲဆိုလိုချင်တာကကိုယ့်ရဲ့အတွင်းစိတ်ကကိုယ့်ရဲ့ပုံဝင်ခြင်းနဲ့အထစ်ပြက်တွေကိုဘလို့ပုံဖော်ပေးလဲဆိုတာပါပဲဥပမာပေါ့မနက်မိုးလင်းလာနဲ့ဒီနေ့တော့ဘာမှအဆင်ပြေမှာမဟုတ်ပါဘူးလို့တွေးလိုက်တာနဲ့တနေ့လုံးအမားယွင်းတွေနဲ့ပဲကြုံရတတ်တယ်လို့မျိုးပေါ့ကိုယ့်အတွေးတွေကကိုယ့်ရဲ့လက်တွေ့ဘဝကိုတိုက်ရိုက်ပုံတွေးနေတာပါဒီတော့လုံးဆောင်မှုအတွက်စိတ်စော်ချက်ဆိုတာဘာကိုပြောတာလဲအလွယ်ဆုံးပြောရရင်ဒါဟာကျွန်တော်တို့ကိုနောက်ခွဲကနေတိတ်တဆိတ်ထိန်းချုပ်မောင်းနေတဲ့အရာတွေပေါ့ကိုယ့်ရဲ့လိုအပ်ချက်တွေကိုယ့်ရဲ့ယုံကြည်ချက်တွေပြီးတော့စိတ်ခံစားချက်တွေလိုမျိုးပေါ့လေဒီအတွင်းပိုင်းကတွင်းအားတွေကိုနားလည်ဖို့ကအများကြီးကြည့်ပါတယ်ဘာလို့လဲဆိုတော့ဒါကိုနားလည်မှကိုယ့်ရဲ့အစွမ်းအစကိုအပြည့်အဝထုတ်တောင်းနိုင်မှာဖြစ်တယ်လို့တခြားတူတွေကိုဘာကမောင်းနေလဲဆိုတာကိုလည်းပို့ပြီးနားလည်လာမှာပါကိုဘာကမောင်းနေလဲဆိုတာသိပြီဆိုရင်တော့နောက်တစ်ဆင့်ကိုတက်လို့ရပါပြီဒါကတော့လောက်ဆောင်မှုတိုင်းရဲ့အဓိက engine ဖြစ်တဲ့စစ်ဆောင်မှုဒါမှမဟုတ် motivation ကြောင်းပါပဲနေတိုင်းလှရှာတက်ချွာနေဖို့လို့တယ်ဆိုရင်အဓိကတော်တော်လေးအရေးကြီးပါတယ်ဒါကမနေ့ရထားတိုင်းခန်းစားရမယ်စိတ်အားထက်တန်မှုမျိုးပါတစုံတယောက်ကလာပြောလို့ရတာမျိုးမဟုတ်ပဲကိုယ့်ရဲ့အတွေ့စိတ်ကနေကိုလာတဲ့ခန်းစားချက်အင်အားတစ်ခုဖြစ်နေရပါမယ်ဒီနေရာမှာလူများစုကြားရောက်တတ်တဲ့1600တစ်ခုရှိပါတယ်အဲ့ဒါကတော့ motivation ကိုထိုင်ဆောင်နေတာပါပဲဒါက passive ဖြစ်နေတာပေါ့ချင်းရဲ့ကောင်းမှလုံးမယ်ဆိုတာမျိုးပေါ့တကယ်တမ်းမှာတော့ကိုယ့်ကိုလှူရှားစစ်မဲ့အရာကိုကိုယ်တိုင်တက်ကြွဖန်တီးယူရမှာပါတခုကမတည်ငြိမ်ဘူးနောက်တစ်ခုကတော့ကိုယ့်ရဲ့အတွင်းစစ်ကမ်းပေါ်မူတည်လို့အမြဲတမ်းအားကောင်းခိုင်မာနေမှာပါဒီစီအကွက်ကိုကြီးလိုက်ပါလူတွေရဲ့စ조사အားထုတ်မှုကဘယ်လောက်กว่าလဲဆိုတာတွေ့ရပါလိမ့်မယ်တချို့က80%တချို့က90%ဒါပေမဲ့တချို့ကတော့120%အထိပေးဆက်ကြတယ်ကိုယ့်ရဲ့ motivation ကိုကိုယ်တိုင်ဖန်တီးနိုင်တဲ့အခါမှာပဲဒီလိုတာမန်ထက်ကျော်လို့နဲ့120%စွမ်းဆောင်ရည်စဉ်ကိုရောက်နိုင်တာပါကိုမှဘလောက်ပဲ motivation ရှိဘလောက်ပဲအတွေးခေါ်တွေကောင်းနေပါစေကျွန်တော်တို့အားလုံးရဲ့ခရီးလမ်းမှာမလွဲမသွေကြုံတွေ့ရမယ့်စမ်းသပ်မှုတစ်ခုရှိနေပါတယ်ဟုတ်ပါပဲအဲ့ဒါကတော့အခက်ခဲပါပဲအခက်ခဲဆိုတာဖြစ်နိုင်တယ်ဆိုတဲ့အရာမဟုတ်ပါဘူးဘဝမှာတေချာပေါက်ကြုံရမယ့်အရာပါရေးကြီးတာကဒါကိုဘယ်လိုတွန်းပြမလဲဆိုတာပါပဲအခက်အခဲနဲ့ကြုံလာတဲ့အခါလမ်းတစ်ခုပဲရှိပါတယ်တိုက်ခိုက်ကြော်လွှမ်းမလားဒါမှမဟုတ်လိမ့်ဤပြီးအရှုံးပေးလိုက်မလားကိုရွေးချယ်လိုက်တဲ့လမ်းကပဲကိုဘလို့လူဖြစ်လာမလဲဆိုတာကိုအဆုံးအဖြတ်ပေးတော့မှာပါဒီစကားကတကယ်ကိုအားကောင်းပါတယ်ဒါကကျွန်တော်တို့ကိုပါအခုတတိပေးနေလဲဆိုတော့အပြင်ကတိုက်ပွဲတွေထက်ကိုရဲ့အတွင်းစိတ်ထဲကတိုက်ပွဲကသာအရေးကြီးဆုံးပါပဲကိုစိတ်ကိုအရင်မနိုင်ပဲနဲ့ဘယ်အရာကိုမှအောင်နိုင်မှာမဟုတ်ပါဘူးကဲဒီအပိုင်းမှာတော့နည်းနည်းရှုပ်ထွဲပုံရနိုင်ပေမဲ့အရာအစွမ်းထက်တဲ့အတွက်ခေါ်တစ်ခုခုပြောပြခြင်းပါမယ်အဲ့ဒါကတော့တကယ်လွတ်လပ်မှုဆိုတာစီကားမရှိခြင်းကနေလာတာမဟုတ်ပဲစီးစင်းနဲ့ကြာနှုံးမှုကနေလာတယ်ဆိုတာပါပဲဒီခရီးရဲ့အဆင့်တွေကိုကြည့်လိုက်အောင်ကျွန်တော်တို့အားနုဟာအလားအလာတွေအများကြီးရှိပေမဲ့ဗျာပတာဖြစ်နေတဲ့အခြေအနေကနေစတင်ကြတာပါပြီးတော့မှအဲ့ဒီအပေါ်မှာစီကန်းဆိုတဲ့ဖွဲ့စည်းပုံတစ်ခုကိုတိစောက်လိုက်တဲ့အခါမှာတကယ်အစွမ်းအစားတွေကိုထုတ်သုံးနိုင်တဲ့လွတ်လပ်မှုကိုရလာတာပါဒါကြောင့်စီကန်းဆိုတာလောက်အိမ်မဟုတ်ပါဘူးကိုယ့်ရဲ့အလားအလာတွေကိုပုံဖော်ပေးတဲ့လက်နက်တစ်ခုပါပဲဒီသဘောတရားကိုပိုရှင်းတော့ကွန်ဆာပီယာနိုပညာရှင်တယောက်ရဲ့ဥပမာကိုကြည့်ရအောင်ပါနိုင်ပေါင်းထောင်ချီကြောင်စီကန်းတကြောလေ့ကျင့်မှုတွေကပဲသူ့ကိုစင်မင်းပေါ်မှာကျွမ်းကျင်ပိုင်နိုင်စွာနဲ့လွတ်လပ်စွာဖျော်ဖြေနိုင်တဲ့စွမ်းရည်ကိုပေးတာပါဒါဟာစီကန်းကနေလွတ်လပ်မှုစီကိုရောက်သွားတဲ့အကောင်းဆုံးဥပမာတစ်ခုပါပဲဒါကြောင့်အဓိကအချက်ကတော့ဒါပါပဲဘဝမှာတကယ်အဓိပ္ပာယ်ရှိတဲ့လွတ်လပ်မှုတိုင်းဟာစီကန်းဆိုတဲ့တန်ဖိုးတစ်ခုနဲ့ပေးဆက်ပြီးမှရရှိလာတာပါကောင်းပါပြီကျွန်တော်တို့အတွေးခေါ်စေစောမှုအခက်အခဲစီကန်းနေကြောင်ပြောပြီးပြီဆိုတော့အခုအားလုံးကိုပေါင်းစည်းပေးမယ်နောက်ဆုံးနဲ့အရေးကြီးဆုံးချက်ကိုရောက်လာပါပြီဒါကတော့ကိုဘွားအတွက်အလုံးစုံတာဝန်ယူမှုပါပဲဒါတော့လက်ခံရနည်းနည်းခံနိုင်ပြီမဲ့လက်တွေ့ဘွားရဲ့အမှန်တရားတွေပါပဲတစ်ချိန်ချိန်မှာတော့အောင်မြင်မှုအတွက်ကိုယ်တိုင်ပဲစလုပ်ရတော့မှာပါတ
တခြားသူတွေရဲ့အကူအညီကိုအမြဲတမ်းမျှော်လင့်နေလို့မရပါဘူးဘာလို့လဲဆိုတော့လူတိုင်းမှာသူတို့ရဲ့ကိုယ်ပိုင်ရည်မှန်းချက်တွေကိုယ်ပိုင်အခက်အခဲတွေနဲ့ယုံကန်နေရလို့ပါပဲအကူအညီတောင်းတာကောင်းပါတယ်ဒါပေမဲ့အဆုံးစွန်သောတာဝန်ကတော့ကိုယ့်အပေါ်မှာပဲအမြဲရှိနေမှာပါ ပြီးတော့နောက်ဆုံးအနေနဲ့ပြောချင်တဲ့အစွမ်းတဆုံးနဲ့တာဝန်ယူမှုအရှိဆုံးစကားတစ်ခုကတော့ကိုယ့်ရဲ့အောင်မြင်မှုရောကိုယ့်ရဲ့ကြာရှုမှုပါအားလုံးဟာကိုယ့်အပေါ်မှာပဲမူတည်တယ်ဆိုတာပါပဲ ကဲဒီရှင်းလင်းတင်ဆက်မှုကိုအဆုံးသတ်ဖို့အတွက်ဒီမေခွတ်လေးကိုပဲခြံထားခဲ့ခြင်းပါကိုစိတ်ထားကဘဲစစ်ပွဲကိုရင်ဆုံးအနိုင်တိုင်းမလဲအဲ့ဒီအဖြေကိုရှာပြီးကိုတိကက်လိုချင်တဲ့ဘဝကိုတီးဆောက်ဖို့ချိန်တန်ပါပြီ